အသက်ကြီးတဲ့လူကြီးမိပါတယ်အိမ်နာရေချိုးခန်းထဲမှာချော်မလဲဖို့ဒါလေးတွေပြင်ဆင်ထားပေးပါအသက်အရွယ်ရလာပြီဖြစ်တဲ့မိဘဘိုးဘွားတွေရှိတဲ့အိမ်တွေမှာအန်ဒီရဲ့အရှိဆုံးကဘာလဲဆိုရင်ရေချိုးခန်းနဲ့အိမ်နာပဲဖြစ်ပါတယ်အသက်ကြီးလာတဲ့အခါမှာဒူးတွေကလည်းမခိုင်တော့သလိုခြေလမ်းတွေကလည်းဟန်ချက်မထိန်နိုင်တော့ပါဘူးအချို့တွေဆိုအာယုံကြောအားနဲတာတွေမျက်စိမုံတာတွေသွေးအားနဲတာသွေးတက်ပြီးမူးဝေတာစတဲ့အကြောင်းမျိုးမျိုးရှိနိုင်ပါတယ်အသက်ငယ်ပြီးဘာယောဂါမှမရှိရင်တော့ရေဆိုပြီးချောနေတဲ့ကြွေပြားတွေပေါ်မှာချော်လဲတက်ကြပါတယ်ဒီလိုမျိုးရုပ်တရက်ဖြစ်ပေါ်လာတဲ့အချိန်ဆိုပို့ပြီးတော့တောင်မှချော်လဲဖို့ရခိုင်နှုန်းကအများကြီးရှိပါတယ်ဒီလိုမတော်တဆဖြစ်မှုတွေကနဲ့အယိုးအစ်စ်တွေထိခိုက်တာကစလို့အသက်အန္တရာယ်ထိပါစိုးရိမ်ရပါတယ်တကယ်လို့အယိုးပွားတဲ့သူသားဆိုရင်တော့အယိုးချက်ချင်းကျိုးသွားနိုင်တဲ့အနေအထားရှိပါတယ်ဒါကြောင့်ကို့မိဘဘိုးဘွားတွေဘေးအန္တရာယ်ကင်းဖို့ပထမအဆုံးအနေနဲ့ရေချိုးခန်းအိမ်သာကျမ်းပြင်ကိုဒီလိုမျိုး non slip fabric လို့ခေါ်တဲ့အခင်းတွေကိုခင်းထားသင့်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့အိမ်သာအထိုင်ပေးနာနဲ့ရေချိုးခန်းနေရာတွေမှာအားပြုကင်တွယ်ပြီးထိုင်ထားလို့ရအောင်လက်ရန်လေးတွေတက်ဆင်ထားပေးသင့်ပါတယ်ဒီလိုတက်ဆင်ထားခြင်းကြောင့်မချော်လဲတော့တာမဟုတ်ပါဘူးဒါပေမဲ့လူကြီးမိဘတွေအနေနဲ့ဒီဟာကိုအမိပြုတ်ပြီးတော့ကင်တွယ်ပြီးသွားလို့ရတယ်လို့မတော်တဆချော်လဲခဲ့တယ်ဆိုရင်တော့မှအဲ့ကိုယ့်နဲ့နီးစပ်ဆုံးလက်ရန်ကိုအကင်ပြုတ်ပြီးတော့မှချော်လဲတာကိုအရင်ဆွဆွဝဝမဖြစ်အောင်ကာကွယ်လို့ရတာဖြစ်ပါတယ်ဒါကြောင့်ဖြစ်မှကုသတာထက်မဖြစ်ခင်ကလေးကဒါမျိုးလေးပြင်ဆင်ပေးထားခြင်းကလူကြီးမိဘတွေအတွက်အရန်ကိုအန်ဒီကင်းတယ်လို့လူရောစိတ်ကောငွေကြေးပါအကုန်ကြတက်တာနိုင်ပါတယ်လူကြီးမိဘတွေအတွက်ဒါမျိုးတေချာဂရုတစိုက်ပြင်ဆင်ထားပေးခြင်းကသူတို့ရဲ့ဝေယဝိဆကိုစိတ်အေးချမ်းသာစွာလှုပ်ဆောင်နိုင်မဲ့အပြင်မလိုလားအပ်တဲ့မတော်တဆမှုတွေကနေပါကာကွယ်ပေးနိုင်တာဖြစ်လို့ဒီအချက်လက်လေးကိုလိုက်ပြီးတော့လှုပ်ဆောင်ပေးသင့်ပါတယ် God bless you ပါသင်ကိုယ်တိုင်ကသင်အတွက်အကောင်းဆုံးဆရာဝန်ဖြစ်တယ် Medita always taking care of you